ရจิตတော့စိန်လေးအေယာဝတီမှလေးဆုံးသွားတဲ့အကြောင်းရှင်တို့ကြားပြီးကြလက်စစုမဘူးလာရှင်တို့စိုက်တဲ့နေရာမှာလားစိုက်တယ်လို့နေရာယူလိုက်တော့နော်တို့ကတော့ဒီမဲ့လေကားတဲ့ကိုရောက်နေသူများအိမ်ကိုလဲရောက်နေရမလို့နော်အဲ့တော့မနေ့ကအေယာဝတီမှပျောက်သွားတယ်ဆိုပြီးတော့လေအဲ့ဒီသတင်းတွေကိုလည်းအများကြီးပဲရှင်တို့တွေ့ရတယ်မလားသတင်းတွေလည်းတွေ့တက်နေကြတယ်လေအေယာဝတီမှပျောက်သွားလို့ဘာလို့ညာလို့ဆိုပြီးတော့အဲ့ဒါဒီနေ့ကျတော့အေယာဝတီမှဆုံးသွားပါတယ်ဆိုပြီးတော့အတီးပြူတဲ့ဓာတ်ပုံလေးနဲ့လေအဲ့ဒါတွေကိုထွက်လာပြီးတော့အေယာဝတီမှဆုံးသွားတာဆိုပြီးတော့လေအဲ့လိုမျိုးပြောတာလေအဲ့မှာဆုံးသွားလဲတခုပြတိုက်ရခဲ့အောင်မယ်ရှင်တို့လေအဲ့ဒီမြင်မကောင်းတဲ့ပုံကြီးတွေကိုသူများကိုလေစာနာတဲ့အနေနဲ့မရှင်းကြပါနဲ့လို့ဒီဆုံးသွားတဲ့သူကိုလေကိုချင်းစာတဲ့အနေနဲ့ပေါ့အဲ့တော့အေယာဝတီမှာဆုံးသွားပြီးတော့အဲ့ဒီနောက်ဆက်တွဲသတင်းတွေထွက်လာတာကြတော့လေအဲ့ဒီအေယာဝတီမှာနဲ့သူ့ရဲ့တငယ်နဲ့ချက်ထားတဲ့ဟာတွေထွက်လာကြတာတငယ်ကနေပြီးတော့အေယာဝတီမှာအဲ့ဒီလူပြတ်တဲ့ဈေးဘက်ကိုသူကခေါ်နေတာခေါ်ပြခါကျအေယာဝတီမှာလည်းမလာရဲဘူးပေါ့အဲ့ဒီဘက်ကလူပြတ်တဲ့ဘာညာနဲ့ဆိုပြီးအဲ့ဒီချက်ထဲမှာပြန်ထားပြခါကျအေယာဝတီမှာဘယ်သူနဲ့လာတော့ဘာတော့လို့မေးတဲ့အချိန်မှာသူကသူ့အကိုနဲ့လာတာပါဆိုပြီးအဲ့ဒီမနေ့က3နာရီပတ်ဝန်းကျင်လောက်ကပေါ့နေ့လယ်3နာရီပတ်ဝန်းကျင်လောက်မှာအမဖုန်းတွေပါလေးခေါ်ပြီးခါကျအဲ့ဒီတငယ်နဲ့အဆက်အသွယ်လောက်ထားတော့ရှိတယ်အဲ့တော့သူကအသက်ခံရတာလားဘယ်လိုပဲဖြစ်တာတော့ဘာတွေများဖြစ်ခဲ့တာတော့ဆိုတော့နောက်ထပ်ဗီဒီယိုတွေကိုလည်းသိရရင်ရှင်တို့ပြန်လာပြီးပြောပြမယ်ဒါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတား